Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကကြတော့အောက်လေးတစ်ကောင်မွေးထားတဲ့တခင်တယောက်အနေနဲ့ကိုယ့်ရဲ့အားလေးရက်ဒီမှာဘယ်လိုမျိုးဖြတ်သန်းနေဆိုတာလေးကိုပြောပြသွားမယ် vlog လေးပါဒီမှာဆိုလို့ရှိရင်ဒီနေ့ကပိတ်ရက်ပေါ့နော်ဒါပေမဲ့ပစ္စည်းမှာထားတဲ့ customer တွေစီကို product လေးတွေအမြန်ဆုံးရအောင်ဆိုပြီးတော့လာဝန်က parcel တွေထုတ်ပါတယ်အဲ့တော့ဒီနေ့ပိတ်ရက်ဆိုတော့ကလေးတွေမရှိတော့ကိုယ်တိုင်ထုတ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ချက်ကာဘတ် heaven ကပစ္စည်းလေးတွေရောက်လာတယ်ဒါဆိုလို့ရှိရင်ဒီမုတ်ပုံးတစ်ပုံးလုံးမှာရောက်လာသမျှ chicken chaki လေးတွေအကုန်လုံးကိုဒီနေ့ပါဆယ်ပို့ရမှာပါပြီးတော့ရင်တော့ sunshine လေးကိုအခုလိုမျိုးနေတိုင်းလုပ်ပေးနေကြ routine လေးတစ်ခုဖြစ်တဲ့တကူရေးတန်ရှင်းလေးတွေသူ့ကိုလုပ်ပေးရပါတယ်အဲ့ဒါလေးကိုတော့အသေးစိတ်လေးနောက်ဗီဒီယိုမှာတင်ပေးပါမယ်အပြင်သွားတာအရင်ကြိုက်တဲ့ sunshine လေးကိုလောင်ဝါတော့ပဲသွားခေါ်သွားဖြစ်ပါတယ်ဒါလေးကတော့တရက်တာလောက်ရမယ့်အလုပ်တွေကိုမေ့မသွားအောင်ဆိုပြီးတော့လောင်ဝါဒါသမီးလေးပုံလေးနဲ့ customize လုပ်ထားတဲ့2025ဒီ planner book လေးမှာအကုန်လုံးချပြီးတော့ရေးထားရပါတယ်အခု Delhi ရုံးရောက်ပြီဆိုတော့ပို့ရမယ့်ပစ္စည်းလေးတွေကို delivery သွားအပ်ပါမယ်လောင်ကတော့တနည်းအားသွားတဲ့အခါကျလို့ရှင်လမ်းမအိုင်အားတယ်လို့စာလေးဖတ်ဖြစ်ပါတယ်ဒါလေးကကျတော့ဆီယမထထထွန်ရေးထားတဲ့ self esteem စာအုပ်လေးပါဒါလောင်အခုတလောဖတ်ဖြစ်နေတာလေးပါအခုဆိုလို့ရှင် macro ရောက်ပါပြီ macro ရောက်ပြီဆိုရင်တမီးလေးကိုကားထဲမှာထားခဲ့ဖို့အတွက်ကားဆက်နှိုးပြီးတော့ aircon နှိုးပေးထားဖို့အတွက်ကိုလောင်ကတော့အပူအမြင်လောက်ထားပါတယ်ပြီးတော့ကားထဲမှာ CCTV လေးထားပေးထားတယ်ကားထဲမှာခဏဆောင်မယ်နော်မမေဟင်းသွားပဲလိုက်အောင်မယ်နော်မမီစားဖို့နော်သားလေးတွေတော့ဝယ်လိုက်အောင်မယ်နော်တဲ့နော်ခဏဆောင်နေအောင်နော်အဲ့တော့နေ့နဲ့စာမစားရသေးဘူးဆိုတော့တော်တော်လေးဖိုက်စားနေပြီဆိုတော့လောင်ဝါမက်ခရိုရောက်တဲ့အချိန်မှာဂျူဂျူဟော့ပေါ်မှာဟော့ပေါ်လေးသွားစားပါတယ်အချိန်ကတော့4နာရီနဲ့မိနစ်20လောက်ရှိနေပြီပေါ့နော်ဒါကတော့မနက်စာနဲ့ညစာလေးကိုပေါင်းစားရတာပါပြီးရင်တော့သမီးလေးအတွက်အသားနဲ့အသီးရွက်လေးတွေဝယ်မယ်ပြီးရင်ဆိုင်ရကလေးတွေအတွက်ကိုကော်ဖီနဲ့မုန့်လေးတွေဝယ်ပြီးတော့ပြီးပါပြီအချိန်ကတော့9နာရီနဲ့36မိနစ်လောက်ရှိနေပြီပေါ့နော်ဆိုတော့1နာရီအတွင်းမှာစားတာတောက်တာရောဈေးဝယ်တာရောအပီလောက်ရပါတယ်ဆန်ရှိုင်းလေးကတော့ကားထဲမှာပြင်းနေပြီရောက်ပြီဆိုလို့ရှိရင်တော့ပစ္စည်းတွေစုံမစုံသူကအရင်စစ်ပါတယ်ပြီးရင်တော့သမီးလေးအတွက်ဝယ်လာတဲ့အသားနဲ့အသီးရွက်တွေအကုန်လုံးကိုလှီးချွတ်ပြီးတော့ရေခဲတက်တာနဲ့ထည့်သိမ်းပါမယ်နောက်ပြီးရင်တော့သမီးလေးအတွက်ဒါပြင်ဆင်ထားတဲ့အသားလေးတွေပေါင်းထားတာရဲ့အသီးရွက်ပြုတ်ထားတာလေးတွေရဲ့ကျွေးပါမယ်ဟာလေပူနေသေးတယ်တဲ့ကြားချစ်နေပြီအေးစားချစ်နေပြီဟုတ်တယ်ပူနေပြီခဏပူနေတော့ခဏလေးတော့ဘက်ကတည်းကမှုတ်ပြီးတာခဏလေးနော်မမေကိုအရန်ချွဲတတ်တဲ့ဆန်ဆိုင်လေးကတော့တခါတလေထမင်းစားတဲ့အခါကြလို့ရှင်လောင်ဝဲရဲ့ပေါက်ပေါ်မှာတလူမျိုးလေးထိုင်ပြီးတော့စားရပါတယ်ဆန်ဆိုင်လေးစားပုတ်လေးကတော့ဗာလေးနဲ့ပဲကြည်တေးချလေးသူအားရပါရစားတဲ့အတွက်အဲ့ဒါလေးတစ်ခုကတော့အရန်ကြည်နေရတယ်ပေါ့နော်ပြီးရင်တော့လောင်ဝဲရဲ့ယောဂအချိန်ပေါ့နော်ယောဂလုပ်ပါတယ်ယောဂလုပ်တဲ့ပြီဆိုလို့ရှင်ဆန်ဆိုင်လေးကအနားမှာအမြဲတမ်းအဲ့လိုမျိုးလာအိတ်တယ်အိတ်တဲ့အခါကျတော့အခုလိုမျိုးခြေလည်းမလွတ်လက်လည်းမလွတ်အဲ့လိုမျိုးနဲ့လုပ်ရပါတယ်ကတ်တက်ပြီးတော့လုပ်ရတာပေါ့နော်ယောဂလုပ်ပြီးပြီဆိုလို့ရှိရင်တော့ညပိုင်းနေ့မှာဆန်ဆိုင်လေးကိုလမ်းလျှောက်ထွက်ပေးရပါတယ်။ဒါကတော့အာဦးလေးမွေးထားတဲ့ပိုင်ရှင်မမေတယောက်အနေနဲ့တရက်တာကိုယ့်ရဲ့ပိတ်ရက်မှာဖြတ်တန်းရတဲ့ပုံစံလေးပါ။သူတို့လေးတွေကမွေးပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ပိတ်ရက်မှာတော့မှသူတို့အတွက်အများကြီးလုပ်ပေးရတာပေါ့နော်။အဲဒီဗီဒီယိုလေးကကြတော့အာဦးလေးတွေမွေးထားတဲ့သူတွေရောမွေးဖို့စဉ်းစားနေတဲ့သူတွေအတွက်ရောအကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Bye bye